ဟုတ်ပါတယ်ကျွန်တော် speed cobra ပဲတယ်လေးထောက်ဝယ်လိုက်တယ်ကျွန်တော်ရဲ့အချစ်ဆုံးပဲတယ်လေးပေါ့ဒီပဲတယ်ကကျွန်တော် drum တီးရဲ့တစ်လျှောက်လုံးမှာအသုံးပြုခဲ့တဲ့ပဲတယ်ပေါ့လေဆို music channel အများကြီးကျွန်တော်တီးခဲ့တဲ့ပဲတယ်နဲ့ကျွန်တော်အခုဒီနေ့အဲ့ဒါလေး unboxing လုပ်မယ်box ထဲကနေထုတ်လိုက်ရင်ဒီလိုပုံလေးနဲ့ထွက်လာမှာဖြစ်ပါတယ် silver color လေးပေါ့သူရဲ့ original color ပေါ့လေ black edition လည်းရှိတယ်ဒါပေမဲ့လို့မလိုက်ရှာလို့မရအောင် black edition ကဆိုတော့ဒီနေ့ဒီ battery လေးကြောင့်ပြောပြတော့မယ်ဘာ feature တွေပါလဲဘာ technique တွေဒီ battery မှာသုံးလို့ရမလဲဘယ်လိုတီးလို့ရမလဲဆိုတာသိဖို့ဖုန်းတီးလိုက်ကြည့်ပြီနော်ကောင်းရဲ့ feature ကဒီလိုလေး cherry ကောင်းလေးနဲ့ကျွန်တော်အဲ့ feature အရင်ကြိုက်တာ rebound အရင်ကောင်းတယ်ဒီကောင်ကလေ cherry မဟုတ်လို့ထင်တယ်အဲ့ဒါပေမဲ့တစ်ခုရှိတယ်သူကနည်းနည်းပါးတယ်တီးရများလာ cherry တွေပါလာအဲ့ဒါတော့အသစ်ထပ်ဝယ်ရတော့ပြန်သုံးလို့မရတော့တခြား feature တွေလည်းအဲ့ chain drive ဖြစ်တယ် direct drive မဟုတ်ဘူးအဲ့ chain drive feel ကိုကျွန်တော်အရင်သဘောကျတယ်ဘယ် music genre ဆိုတီးလို့ရ chain drive နဲ့ရလေအဲ့ beta ပြင်ကျွန်တော် future ဒီမှာ copper coin ဆိုတော့ကျွန်တော်တို့ပြန်ကန်ပြီးတဲ့ spring လေးပေါ့သူကနင်းလိုက်လို့ရှိရင်ပေါ်ပြန်ပြီးတော့ rebound ပြန်လုပ်ပြီးတယ်ပဲတယ်လေကျွန်တော်မြန်ဖို့အတွက်ကိုအရင်အားဆိုင်ပြီးနင်းစရာမလိုဘူးပေါ့ဒါလေဒီ future လေးရှိတော့သူက adjustment လုပ်လို့ရတယ်ဒီနောက်မှာထားချင်တယ်ဆို level 300ရှိတယ် dyna synth ဆိုပဲနောက်တစ်ခုကဒီကောင်ရဲ့ထူးခြားတဲ့အချက်က extra long board ဖြစ်တယ်ဆိုတော့ technique မျိုးစုံသုံးမဲ့သူအတွက်ဒီပဲလေးကအရင်အဆင်ပြေတယ်နောက်ထပ်ကောင်းတဲ့ function လေးတွေကသူ့မှာ measurement data လေးအတိအကျပါတယ် data only ကိုပဲချိန်ရင်လည်းဒီနောက်မှာ measurement လေးပါတယ်ဒါလေးကိုဖြုတ်ပြီးတော့ data only လည်းချိန်လို့ရတယ်ဆိုတော့အဲ့ measurement data မပါရင်ကျွန်တော်တို့ဘယ်လောက် setting မှာကိုကတီးလို့ကောင်းလဲဘယ်လောက် setting မှာထားခဲ့လဲဆိုတာပြန်ကြည့်လို့မရဘူးဥပမာကျွန်တော်ကဒီလောက်နဲ့တီးရတာအဆင်ပြေနေတယ်ဒါပေမဲ့ဒီထက်ပိုကောင်းနေတယ်ဆိုပြီးတော့ setting တစ်ခုကိုရွှေ့လိုက်တယ်ရွှေ့လိုက်ပြီးတော့အဆင်မပြေဘူးငါငကိုမူလာပိုကောင်းတယ်ဆိုပြီးတော့ပြန်သွားခြင်းတယ်ဆိုရင်ဒါလေးတွေပါနေမှရမှာအဲ့တော့ပါရင်သွားပြီတာမန်ရဲ့ပဲလေတော်တော်များက ARD ဖြစ်တယ် dyna synth ဆိုပို့ဆိုးတာပေါ့ဒီမှာချိန်ကြရအများကြီးပဲဒီပဲလေတော့ရိုးရိုးရှင်းရှင်းလေးပဲတိတ်အများကြီးရှိဘူးသူရဲ့ cam က rolling glide သူတာမပဲလေဒီနားလေးကိုကြည့်ရတယ်အဲ rolling glide လား power glide လားစသဖြင့်ပေါ့လေနော် rolling glide ကပေါ့တယ်အမြန်တီးဖို့အတွက်အဆင်ပြေတယ် power glide ကကျတော့အားပြင်းပြင်းတီးမဲ့သူတွေအတွက်ပိုပြီးတက်တော့assist တို့ power တို့လိုမျိုး0 latency တော့မဟုတ်ဘူး level ပဲလေနည်းနည်းလေးလေးတွေပဲโอเคအဲ့တော့ဒီကုန်းချောလို့ရှိရင်ဘလောက်ကောင်းတဲ့ပဲတယ်ဖြစ်ဘလောက်ဈေးကြီးတဲ့ပဲတယ်ဖြစ်ကိုလေ့ကျင့်မှုမပါဘူးလို့ရှိရင်အလကားပဲအဲ့တော့ကိုနဲ့အသားကျနေပဲတယ်ကိုနဲ့ use ဖြစ်နေပဲတယ်ကကိုအတွက်အကောင်းဆုံးပဲလို့ကျွန်တော်အကြံပေးချင်ပါတယ်